မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့တော့2026ခုနှစ်ဇွန်လ6ရက်နေ့မှ10ရက်နေ့အထိတပတ်စာခမန်းချက်တီကိုမျှဝေပြီးသမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာပတ်ပြီးကြိုက်တဲ့မိတ်ဆွေတွေအတွက်9နဲ့3ညကိုအထူးစောင့်ကြည့်နိုင်ပါတယ်ဗုဒ္ဓဟူးကျော်ဟူးတော့ဒီတစ်ပတ်လုံးအတွက်အဓိကပရိနမကတော့4 9နှစ်ပဲဖြစ်ပါတယ်ဒီတမတ်တွေကိုကိုယ့်ရဲ့အစီအစဉ်နဲ့တွဲဖက်လေးလာပြီးယုံကြည်မှုရှိရှိကစားမယ်ဆိုရင်မိတ်ဆွေတို့အတွက်ကြိုးရှိနိုင်ပါတယ်ဒီကမန်းချက်ကိုအခမဲ့မျှဝေပေးထားတာဖြစ်လို့တန်မှုထားပြီးအားပေးကြည့်ရှုပေးဖို့မြတ်သားရခံပါတယ်နေ့စဉ်နေ့တိုင်းစီဝက်အခြေအနေတွေနဲ့ဖွေကိုအချိန်နဲ့တပြေးညီကမန်းချက်တွေနဲ့ update အသစ်တွေကိုမလွတ်ချင်ဘူးဆိုရင်တော့ Telegram channel @prostock 23564ကို join ဖို့မမေ့နဲ့နော် video record ပို့ချဆိုရင် like and comment လုပ်ပြီး subscribe လုပ်ပြီးထားဖို့မြတ်သားရခံပါတယ်အားလုံးပဲကံကောင်းပြီးအောင်မြင်တဲ့တစ်သက်ဖြစ်ပါစေလို့ဆုတောင်းမိလိုက်ပါတယ်ကျေးဇူးတင်ပါတယ်